180 lot 10နီးပြောပြပေးပါဆရာရှင်တဲ့ဟုတ်ကဲ့ okay အခုလိုမျိုး180 lot တွေပေါ့နော်180 lot ဒါမျိုးကြီးကျသွားတယ်ဆိုလို့ရှိရင်တော်တော်များများအမှ appeal ခလုတ်လေအတနာခန်းစာတင်တဲ့နေရာကြီးနှိပ်ပြီးတော့တင်ထည့်ပလိုက်တယ်အတနာခန်းစာကြီးတင်ပလိုက်တယ်တင်လိုက်ပြီးဘာတွေဖြစ်ကုန်လဲဆိုတော့ဟို main disable ဒါမျိုးကြီး you cannot request ဆိုတဲ့ option ကြီးပါတယ် main disable ကြီးကြာသွား main disable ကြာသွားပြီးဆိုရှင်မရဘူးလားဆိုတော့မရဘူးတော့မဟုတ်ဘူးကျွန်တော် special request တွေကြော်ခွားတဲ့နည်းတွေနော် IG live chat နည်းတွေနဲ့လုပ်မယ်ဆိုတော့ပြန်ရနိုင်သေးတယ်ဒါပေမဲ့ရနိုင်ခြေ percentage အရင်နည်းသွားပြီဆိုတော့ကိုကဒီပြတ်သွားတဲ့အကောင့်တွေကနင်းနေ validate တွေမတူဘူးအခုလိုမျိုး180ပြတ်သွားတဲ့အခါမှာပြတ်သွားတဲ့အကောင့်ထဲမှာကိုက policy ညှိခဲ့တဲ့ဟာတွေလုတ်ခဲ့ဘူးတယ်လို့ကိုကစိတ်ထဲမှာတန်တရားရှိနေတယ်ဆိုရင် appeal လုံးဝမနိုင်နဲ့ appeal နှိပ်ပြီးပြန်ရတဲ့ဟာရာခိုင်နှုန်းနည်းနည်းပဲရှိတယ်เนาะဆိုတဲ့အခါကျတော့ appeal နှိပ်မယ်ဆိုရှင်အဲ့လို disable ကူသွားဖို့ကပိုများတယ် appeal မနှိပ်ကြပါနဲ့เนาะ appeal နှိပ်မယ်ဆိုရင် shut down เนาะ permanent disable ကူသွားတတ်တယ်เนาะပြန်ပြောမယ်เนาะ appeal မနှိပ်ကြပါနဲ့နှိပ်လိုက်ရင် permanent disable ကူသွားမယ်အဲ့တော့မနှိပ်ကြပါနဲ့ဘယ်လိုလူတွေကနှိပ်လို့ရလဲကိုယ့်အကောင့်မှာ policy မညှိခဲ့ဘူးဆိုပြီးယူဆခဲ့တဲ့သူတွေကနှိပ်policy လုံးဝမညှိဘူးဆရာ policy မညှိ policy လုံးဝ sorry policy လုံးဝမညှိပါဘူးအကိုကြီးဆိုတဲ့လူချင်းမင်းတို့ကနှိပ်တာနှိပ်ကိစ္စမရှိဘူးเนาะဘာဖြစ် policy ကညှိကိုညှိတယ်ဗျာကျွန်တော်မသိဘဲနဲ့လုံးမိတဲ့ဟာတွေရှိတယ် policy ကတောင်းအများကြီးပဲကျွန်တော်မြန်မာပြည်မှာနေတယ်ဆိုကြတဲ့ကျွန်တော် region policy တွေညှိတယ်ဘာလဲဆိုတော့ VPN သုံးရတယ်လေ VPN သုံးတာ Facebook ကမကြိုက်ဘူးဒါကိုကျွန်တော်တို့2024လား2025နှစ်ကုန်မှာလားမသိဘူးဒီဇင်ဘာကာလတော့သူတို့တစ်ခါထုတ်ပြန်ထားတယ်အဲ့တော့ policy ကညှိနေတာပဲဖြစ်နိုင်တော့အဲ့တော့ကိုက policy မညှိဘူးယူဆရင်တော့ညှိနေကြတာပါပဲပေါ့နော်ဆိုတဲ့အခါကျအဲ့ဒါကြောင့် appeal မနှိပ်တာတော့ပိုကောင်းပါတယ်เนาะ okay ဟုတ်ပြီအဲ့တော့ appeal မနှိပ်ဆိုကျွန်တော်ဘာလုပ်လို့ရလဲလုပ်လို့ရတဲ့နည်းလေးကျွန်တော်အခုပြပေးမယ်เนาะ chat my account ဖော်တဲ့နည်းဆိုတာလေးကျွန်တော်အခုပြပေးပါမယ်အဲ့ဒီနည်းကလုံးဝပြန်ရနိုင်ခြေ80%ကျိန်းနေပါတယ်အနေနဲ့လည်းကင်းတဲ့နည်းဖြစ်ပါတယ် okay စလိုက်ကြOkay as appeal မနှိပ်နဲ့เนาะ appeal ခလုတ်မနှိပ်နဲ့ဒီ appeal ခလုတ်လုံးဝမနှိပ်နဲ့မနှိပ်ပဲဘာနှိပ်ပြရမလဲဆိုရင်အဲ့ဒီညာဘက်တောင်းက help ခလုတ်လေးနှိပ်လိုက်နှိပ်ပြီးဆိုလို့ရှိရင်ဘာပေါ်လာမဲဆိုရင် chat my account ဆိုတဲ့ဟာလေးပေါ်လာလိမ့်မယ် chat my account ပေါ်လာပြီဆိုလို့ရှိရင်အဲ့ chat my account ခလုတ်ကလေးကိုနှိပ်ပေးလိုက်ငါ account check လုပ်ပေးပါပေါ့အဲ့ဒါကိုနှိပ်ပြီးဆိုရင်10မိနစ်လောက်စောင့်ပေး15မိနစ်အများဆုံးစောင့်ပေး15မိနစ်20လောက်စောင့်လိုက်ပြီဆိုလို့ရှိရင် gas status ဆိုပြီးဒါမျိုးလေးပြောင်းသွားမယ်ဒါမျိုးပြောင်းသွားပြီဆိုရင်အောက်နားမှာကျွန်တော်တို့ gas status ဆိုတဲ့ခလုတ်လေးနှိပ်ပေးလိုက်နှိပ်ပြီးပြီဆိုရင် Facebook account နဲ့ချိန်ထားတဲ့ Gmail Facebook account နဲ့ချိန်ထားတဲ့ phone number တွေကိုကုတ်ချပေးမယ်ဆိုရင်ကြားလာတဲ့ကုတ်ကလေးဖြည့်ပေးလိုက်ပြီး password အသစ်ပြောင်းလိုက်ပြီး ding ဆို account ပြန်ရပြီဘာလို့ဆိုကျွန်တော်အဲ့ဒီနည်းနဲ့ပဲကျွန်တော်ဖွင့်ခဲ့တာပြီးခဲ့တဲ့3ရက်လွန်ခဲ့တဲ့3ရက်ကကျွန်တော် account လည်းထိသွားတယ်ထိသွားတဲ့အခါမှာကျွန်တော် account လည်း unlock your Facebook account ဆိုပြီးအဲ့လိုချမှတ် account နည်းနဲ့ပွင့်သွားတာဖြစ်ပါတယ်ဟုတ်ပြီနော်တကယ်လို့ဒါတခုရှိတာကလူချင်းမင်းတို့ကဒီက help club ကိုနှိပ်လို့ချက်မှန် account တန်းမပေါ်ခဲ့ဘူးဆိုလို့ရှိရင်ဘယ်လိုဆက်လုပ်ရမလဲဆိုတော့ video file ပတ်တူမှာတင်မိမယ်တင်မိရမယ်ဆိုရင် comment မှာ yes ဆိုပြီးရေးသွားပြီးလို့ရပါတယ်